ဟုတ်ကဲ့ကျမပေါ့နော်အရှိမပြောလာတဲ့ဗီဒီယိုတွေမှာပြောလာတယ်ပေါ့နော်ကလေးဒီဟာဒီနောက်ဆုံးပေါ့နော်ဆရာဝန်နဲ့ဆွေးနွေးရတော့မယ်ပြသရတော့မယ်အရွယ်တွေပြောလာတဲ့စီမှာကျမတို့ဘယ်အသက်အရွယ်မဆိုပေါ့ကလေးသူတက်နေတဲ့သူလုံနေတဲ့ဖွင့်ပြမှုတွေရုပ်ရော့သွားမယ်ပျောက်ဆုံးသွားမယ်ဆုတ်ယုတ်သွားမယ်ဆိုလို့ရှိရင်လည်းပဲကျမကဒါကိုလည်းပဲကျမတို့ဒါအမြန်ပြသရမယ့်အခြေအနေတွေမှာတစ်ခုအပါဝင်ရှိရပေါ့နော်ခလေးကပြောရမယ်ဆိုလို့ရှိရင်သူကဘယ်လိုပြောမလဲမမေတို့ရဲ့အရင်တော့ဖေဖေမမေပြောနေရခေါ်နေရဆရာမခေါ်နေရနေပြီးတော့သူကမခေါ်တော့ဘူးမပြောတော့ဘူးဘာဖြစ်လို့မှလည်းမသိဘူးဆိုတဲ့ဟာမျိုးတွေရှိရပေါ့ကျမဒါကြားဘူးတဲ့ဟာလေးတွေမှာပေါ့နော်အဲ့လိုမျိုးတွေလည်းပါတယ်ပေါ့နော်ဒါတော့ခလေးသူရခင်ရှိနေပြီးသားဖွင့်ပြမှုရခင်ရှိနေပြီးသားပြောတတ်တဲ့စကားတွေဆုတ်ရော့လာတယ်ရုပ်ရော့သွားတယ်ပျောက်ကွယ်သွားတယ်ဆိုရင်တော့လေအဲ့လိုဆိုလို့ရှိရင်လည်းမေမေတို့တတိထားရမှာဖြစ်ပါတယ်တဲ့တော့ဘလို့ပြောမလဲအခုကျမပြောသွားတဲ့ဟာတွေကနောက်ဆုံးအဆင့်ဖြစ်သွားပြီပေါ့မေမေတို့ယောဂအနေနဲ့ပြောမယ်ဆိုလို့ရှိရင်ယောဂသည်နောက်ဆုံးအဆင့်ဖြစ်သွားပြီကုလို့မရတော့ဘူးလားဆိုတော့ကျမတို့ဆေးရတော့ရှိတာပေါ့ရှင်ဒါဆိုရင်ကျမတို့ကကြိုတင်ကာကွယ်နည်းတွေရှိရဲဆေးတွေရှိရဲအဲ့ဒါကဘာလဲဆိုလို့ရှိရင်ကျမတို့ကြိုတင်ကာကွယ်နည်းတွေဆေးတွေထောက်ကလေးတွေကိုလေ့ကျင့်သင်ကြားပေးတဲ့နီလန်းဖြစ်ပါတယ်ကျမထုတ်တာတဲ့ဖွင့်ပြမှုလမ်းညွှန်းဆိုတဲ့စာအုပ်ထဲကတချို့တော့လည်းကျမနောက်ထပ်ဗီဒီယိုလေးမှာထပ်ပြီးတော့ဖော်ပြပေးအောင်မှာဖြစ်ပါတယ်ဘာလို့လဲဆိုတော့တချို့ဒီကျမတို့နယ်ဝေးရမိဘတွေရှိမယ်နော်တော့မပြနိုင်တဲ့မိဘတွေရှိတဲ့အခါမှာဒါကျမကတော့မပြနိုင်တဲ့မိဘတွေကျမရည်ရွယ်ချင်းဖြစ်ပါတယ်ဆရာဝန်နဲ့သွားပြီးဆွေးနွေးမနိုင်ဘူးဆိုလို့ကျမတို့ကိုဒီမွေးစားကလေးကကျမဒီဖွင့်ပြမှုလမ်းညွှန်စာအုပ်ကလေးတွေအတိုင်းခလေးကိုလေ့ကျင့်သင်ကြားပေးမယ်ဆိုလို့ရှိရင်မေမေတို့ရဲ့ဒီလိုမျိုးဖွင့်ပြမှုနောက်ကျချင်းဆိုတဲ့ဒီလိုမျိုးဘေးကနေပြီးတော့ကင်းဝေးမှာဖြစ်ပါတယ်လို့เนาะကျမတို့ဒီချက်ချက်မှာကလေးစိတ်ပညာသုတေသနလောက်ကမျှဝေနေတာဖြစ်ပါတယ်ကလေးတိုင်းကပျော်ရွှင်ပြီးကျန်းမာတဲ့စိတ်ခံစားချက်အတွေးမြင်တဲ့အတူအနာဂတ်ကောင်များကိုပိုင်ဆိုင်စေချင်ပါတယ်ကလေးတွေရဲ့ဖွင့်ပြမှုကလေးတွေရဲ့စိတ်ကိုနားလည်ပြီးသူတို့ရဲ့ဖွင့်ပြမှုအတွက်မိဘတွေနဲ့ဆရာတွေနဲ့တူတူကျမကပူပေါင်းလောက်ကင်လေးရရှိပါတယ်ကျေးဇူးတင်ပါတယ်ရှင်